အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ရိုက်မဲ့ blog ကတော့ခေါင်းစီရမိနေတယ်ပါအားလုံးမင်္ဂလာပါကျွန်တော်ကတော့ Anita ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ sharing လုပ်မဲ့အကြောင်းကတော့ vision board အကြောင်းပဲဖြစ်ပါတယ်2025ကုန်ပြီးတော့2026ရောက်တော့မယ်ဆိုရင်လူတိုင်းတော်တော်များများက resolution new year resolution ဆိုပြီးတော့ကိုဖြစ်ချင်တဲ့ရည်မှန်းချက်လေးတွေနောက်နေ့ကျရင်ဘာဖြစ်မယ်ဆိုတဲ့အရာလေးတွေကိုချပြီးတော့ရေးကြပါတယ်ကျွန်တော်ကိုယ်တိုင်လည်းလုပ်ခဲ့ပူပါတယ်ဒါပေမဲ့ကျွန်တော်အတွက်ကတော့ resolution ထက် vision board ကပို့ပြီးတော့အလုပ်ဖြစ်မယ်ထင်လို့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့ vision board ဆိုပြီးတော့ Anita vision board ဆိုပြီးတော့ကျွန်တော်နာမည်ပေးထားတဲ့ board လေးတစ်ခုကိုလုပ်မှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်ပြောပြချင်တာက vision ဆိုတာဘာလဲဆိုတာ vision ဆိုတာ visualize မြင်တာပြောမယ်ဆိုရင် dreamကျွန်တော်နောက်နေ့ကျရင်ဘာဖြစ်ချင်လဲဘယ်အခြေအနေထိရောက်ချင်လဲကိုယ့်ရဲ့ goal ကိုဘယ်လောက်ထိသတ်မှတ်မလဲ level ဘယ်လောက်ထိရောက်မယ်ဆိုပြီးတော့ကိုယ်တိုင်ကသတ်မှတ်တဲ့အရာတစ်ခုဖြစ်ပါတယ်ကျွန်တော်ရဲ့ vision board ကိုတော့ကျွန်တော် Anita vision board ဆိုပြီးတော့နာမည်ပေးထားပါတယ်ကျွန်တော် vision board မှာအပိုင်း6ပိုင်းပါပါတယ်ပထမအပိုင်းကcareer ဒုတိယကျတော့ travel တတိယကျတော့ health နဲ့ wealth ပြီးပြီဆိုရင် number 4ကကျတော့ကျွန်တော်ရဲ့ financial number 5ကကျတော့ relationship ပြီးရင် number 6က personal growth ဆိုပြီးတော့ကျွန်တော်6ခုပေးထားပါတယ်ကျွန်တော်ရဲ့ဒီအချက်တစ်ချက်ချင်းလေးကိုကျွန်တော်ကိုယ်တိုင်ဘုံမှာ like ကပ်ပါမယ်အားလုံးလည်း like ကြည့်ပေးပါကဲအခုဆိုရင်တော့ကျွန်တော် vision board လုပ်ဖို့အတွက်စပါတော့မယ်ပထမဦးဆုံးကျွန်တော်တို့ vision board မှာဆိုရင် board လုပ်ဖို့အတွက်အောက်ခံပြားတစ်ခုလိုပါမယ်ကျွန်တော်ကတော့ black color plastic ပြားလေးကိုအသုံးပြုထားပါတယ်ပြီးပြီဆိုရင်ကိုလိုချင်တာတွေဖြစ်ချင်တာတွေကိုချရေးဖို့အတွက်ချရေးပြီးကပ်ဖို့အတွက် online ကနေမှရှာထားတဲ့ footage လေးတွေလိုပါမယ်ကျွန်တော်ကတော့ Pinterest ကနေမှ print တွေထုတ်ထားပါတယ်ကိုလိုချင်တဲ့ဒီ career နဲ့ပတ်သက်တာတို့ travel တို့ health and wealth တို့ financial တို့ relationship တို့ personal growth စတဲ့အရာတွေကိုကျွန်တော်ကတော့ဒီ sticker လေးတွေပြီး cartoon design လေးတွေဒီအဲ့လိုမျိုးပုံစံလေးတွေကနေမှရှာပြီးတော့ထုတ်ထားပါတယ်ဒါကတော့ကျွန်တော်လုပ်ထားတဲ့ကျွန်တော်ရဲ့ vision board 2026ဖြစ်ပါတယ်ကျွန်တော်ပထမဆုံးပြောခဲ့တဲ့အတိုင်းပဲပထမ career ပြီးရင် travel ပြီးပြီဆိုရင် health ပြီးရင် wealth ပြီးပြီဆိုရင် relationship ပြီးပြီဆိုရင်personal growth နောက်ဆုံးကတော့ finance ဖြစ်ပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်လိုချင်တဲ့အတိုင်းတစ်ခုချင်းစီထည့်ထားပါတယ်ရှင်အခုဒီဗီဒီယိုကြည့်နေသူတွေကလည်းဒီ2026 year resolution ကိုဘယ်လိုမျိုးထားလဲဒါမှမဟုတ်ဒီလို vision board တွေလုပ်ဖို့စိတ်ကူး idea ရှိရင်တော့လုပ်ပြီးပြီဆိုရင်ကျွန်တော်ရဲ့ post ရဲ့ comment အောက်မှာလာရောက်မှန်းလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်တတာ